စီးပွားရေးလုပ်တဲ့အခါလူချင်းအတူတူရင်းနှီးမြှုပ်နှံမှုချင်းလည်းအတူတူတချို့ကဘာလို့အရင်ပြုတ်ပြီးတော့တချို့ကြတော့ဘာလို့အစမတန်ချမ်းသာသွားတာလဲဒီအကြောင်းလေးကိုသိချင်ရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါဆရာလေးတို့ရဲ့မြတ်စွာဘုရားရှင်ကဝဏိစ္စတုတ်ထဲမှာစီးပွားရေးလုပ်တဲ့အခါလွင်မတန်မှမှတ်သားစရာကောင်းတဲ့လူပုဂ္ဂိုလ်၄မျိုးအကြောင်းကိုဟောထားတာလေးရှိတယ်အဲ့ဒါဘာလဲဆိုရင်နံပါတ်1ဂတိဖြတ်တတ်တဲ့သူတဲ့စာထဲမှာတော့လူမဲ့ပြောပြီးတော့တကယ်တမ်းကြာနှမျောလို့မလူဖြစ်တဲ့သူကိုပြောတာဖြစ်ပါတယ်အဲ့လိုလူမျိုးစီးပွားရေးလုပ်တဲ့အခါမအောင်မြင်ပဲအမျက်မရပဲအရင်မှဆုံးရှုံးရတတ်တယ်တဲ့ဒါဆရာလေးပြောတာမဟုတ်ဘူးဘုရားဟောတာနောက်နံပါတ်2စေနာလျှော့တဲ့သူတဲ့ဥပမာစိတ်ထဲမှာ9000ဘိုးလှူမယ်လို့ရည်မှန်းထားပေမဲ့တကယ်တမ်းလှူတဲ့အခါကျတော့နှမျောစိတ်ဖြစ်ပြီးတော့3000ဘိုးလောက်ပဲလျှော့လှူလိုက်တာမျိုးပါအဲ့လိုလူမျိုးစီးပွားရေးလုပ်တဲ့အခါအရင်တော့ရတဲ့အမျက်မရတတ်ဘူးတဲ့နောက်နံပါတ်3ဂတိတည်တဲ့သူပါပြောထားတဲ့အတိုင်းကိုလှူဒန်းမယ်လို့စိတ်ကူးထားတဲ့အတိုင်းတိတိကျကျလှူဒန်းတတ်တဲ့သူမျိုးပါတနည်းအားဖြင့်ဂတိတည်တတ်တဲ့သူမျိုးပေါ့နော်အဲ့လိုလူစီးပွားရေးလုပ်တဲ့အခါသူရည်မှန်းထားတဲ့အတိုင်းလှူထားတဲ့အတွက်စီးပွားရေးမှာလည်းသူစိတ်ကူးမျှော်မှန်းထားတဲ့ပမာဏအတိုင်းအမျက်ရတတ်ပါတယ်တဲ့နောက်ဆုံးနံပါတ်4ကတော့စေရနာပိုတဲ့သူတဲ့ကိုမှန်းထားတဲ့ပမာဏထက်ပိုပြီးလှူဒန်းတတ်တဲ့သူမျိုးပါဥပမာကိုက3သိန်းဘိုးလှူမဲလို့မှန်းထားပေမဲ့3သိန်းခွဲဘိုးလောက်လှူဒန်းဖြစ်သွားတယ်ဆိုရင်ဒါစီးပွားရေးလုပ်တဲ့အခါမှာလည်းကိုမျှော်မှန်းထားတဲ့အမျက်ပမာဏထက်ပိုပြီးတော့ရတတ်ပါတယ်တဲ့ဥပမာစီးပွားရေးမှာဆိုရင်လည်း over delivery လုပ်တာမျိုးပေါ့ကိုယ့်ရဲ့ customer ကိုယ့်ရဲ့ fault တွေကတခုပဲမျှော်လင့်ထားပေမဲ့ကိုကစေနာပို့ပြီးတော့လက်ဆောင်လေးတွေထည့်ပေးတာဝန်ဆောင်မှုကိုမျှော်လင့်ထားတာထက်ပိုကောင်းအောင်လုပ်ပေးတာမျိုးပါဒီလိုစေနာပို့လေးတွေကလူတွေကိုဆွဲလန်းသွားစေပြီးမိမိရဲ့စီးပွားရေးကိုအစမတန်အောင်မြင်စေမှာပဲဖြစ်ပါတယ်တဲ့တကယ်တော့စီးပွားရေးဆိုတာကိန်းကနန်းတွေကြီးပဲမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ထားနဲ့ဂတိတည်မှုကကိုယ့်စီကိုပြန်လာမဲ့အမျက်ပမာဏကိုဆုံးဖြတ်ပေးမှာပဲဖြစ်ပါတယ်ရိုးသားရင်အမျက်ရမယ်စေနာပုံနိုင်ရင်တော့တထေးဖြစ်ပါလိမ့်မယ်ဒါကြောင့်ကိုကစီးပွားရေးလုပ်နေတဲ့သူဆိုရင်မြတ်စွာဘုရားဟောတဲ့ပုဂ္ဂိုလ်၄မျိုးထဲမှာကိုကဘလို့လူအမျိုးအစားထဲမှာပါနေလဲပြန်ပြီးတော့သုံးသပ်ပါရိုးသားပြီးစေနာပို့ပေးနိုင်တဲ့သူများဖြစ်ပြီးအောင်မြင်နိုင်ကြပါစေ